ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမိယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုန်ပေါင်းခါတဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာလို့ဖြင့်တော်လဲအဘေမေယံရည်တွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချင်လဲအင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွញ្ញင်းကြီးဟုကျတိထဝေငါးသက်အစုအလွန်ခဲရင်တော်မူတော်ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချိမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိမ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်မြတ်စွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကသတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားလမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမဟောဒရာပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်းကိုပညာရှိပုဂ္ဂိုလ်တွေဟာမြည်သူကိုမြတ်ဒုက္ခမပေးသလိုမိမိတို့ကိုယ်တိုင်ဒုက္ခရောက်လို့ရှိရင်လေလွတ်မြောက်အောင်ကြိုးစားတတ်တယ်ပေါ့ပညာရှိရဲ့လက္ခဏာဟာသူများကိုဒုက္ခမပေးခြင်းမိမိဒုက္ခကြုံတွေ့လာလို့ရှိရင်လေလွတ်မြောက်အောင်စွမ်းဆောင်နိုင်မှုရှိခြင်းဆိုတာပညာရှိတွေဟာဒီလိုစွမ်းရင်တတ္တိတွေရှိကြတယ်ပေါ့ဝိရိယဘုရင်ကြီးရဲ့ဝိရိယတိုင်းမြို့တော်ကြီးမှာမောဒရာပညာရှိကိုအသက်အရွယ်ငယ်တဲ့အချိန်ကစထက်မြက်တဲ့ပညာရှိသည့်အတွက်ကြောင့်ထိကျက်ဆောင်နတ်သမီးရဲ့မိဂုဏ်တွေကိုအမှန်ကန်ဖြေဆိုနိုင်လို့နတ်သမီးကိုယ်တိုင်ကသာဓုခေါ်ပြီးတော့ဆုချခြင်းခံရတဲ့မောဒရာပညာရှိကိုဝိရိယမင်းကြီးကိုယ်တိုင်ကလည်းကျင့်အားရပြီးဘုရင်ဒီလက်ထက်မှာထိနန်းစည်းစိမ်အုပ်ချုပ်တဲ့ဘုရင်ရဲ့အောက်မှာအရှင်မင်းရဲ့အောက်တတိယမြောက်လို့ဆိုတဲ့စစ်တေနပတိချုပ်ကြီးရာထူးကိုဩဒရပညာရှိအားအနှင်းခဲ့တာဖြစ်တယ်ပညာစွမ်းအားကြောင့်ငယ်ငယ်ရွယ်နဲ့တိုင်းပြည်မှာနံပါတ်3ရာထူးကိုရလိုက်တဲ့အခါမှာမင်းမှုတန်းကြာရှိပြီဖြစ်တဲ့ပညာရှိလို့ခေါ်ခံရတဲ့သိဏကပုဂ္ဂုသာကာမိဏဒေဝိဏဆိုတဲ့အမတ်ကြီး၄ယောက်စိတ်ထဲမှာဘယ်လိုခံစားရမလဲစဉ်းစားကြည့်နောက်မှရောက်တဲ့အမိနုမှမစင်သေးတဲ့အသက်20ကျော်30အတွင်းလောက်ရှိတဲ့လူငယ်လေးတယောက်ကသူတို့ပေါ်မှာရှာထူးမြင့်သွားပြီးသူတို့ကိုအမိန့်ပေးနိုင်တဲ့အဆင့်ရောက်သွားတယ်ဆိုသူတို့ရင်ထဲမှာမကျေနပ်ချက်တွေဟာအများကြီးဖြစ်လာတယ်အဲ့ဒါကိုအိတ်တာလို့ခေါ်တယ်နော်တပည့်သားကြီးပွားတိုးတက်သွားတာကိုမနာလို့မရှုစိတ်နေဖြစ်တယ်မနာလို့မရှုစိတ်ဖြစ်ပြီးတော့
ပျက်စီးရပျက်စီးကြောင်းကိုကြံစည်ကြတယ်ဒါလူရဲ့သဘာဝထဲမှာအလွန်ဆိုးတဲ့စိတ်နေသဘောထားလို့ခေါ်တယ်တော့လူတိုင်းမှာလည်းပဲတစ်ဖက်သားကြီးမားတာကိုမနာလို့မရှုစိတ်နဲ့စိတ်ဓာတ်တွေရှိတတ်တယ်သို့တော့တတိနဲ့ပညာနဲ့တတိထားပြီးတော့ပညာဆင်ခြင်တော်တရားနဲ့ကိုယ့်ရဲ့နဲ့မှာဖြစ်ပေါ်လာတဲ့အခုလို jealousy လို့ခေါ်တဲ့အိတ်တတရားကိုမုံရတဲ့ဆင်ကြီးကိုချွန်းနဲ့အုပ်ပြီးထိန်းတယ်လို့ကိုယ့်ရဲ့နဲ့မှာဖြစ်ပေါ်လာတဲ့မနာလိုတဲ့အိတ်တတရားကိုထိန်းချုပ်ဖို့အမှန်မှအရေးကြီးတယ်မထိန်းချုပ်နိုင်ဘူးဆိုရင်မနာလိုမှုကိုအကြောင်းပြုပြီးတော့လူတယောက်ဒုက္ခရအောင်လှုပ်ဆောင်မှုတွေထိအောင်စက်တိုက်ဖြစ်လာတတ်တယ်အဲ့တော့လူတိုင်းတတိထားရမှာအခုလိုအဖြစ်မျိုးနဲ့ကြုံသွားတယ်ကိုယ့်ရဲ့သားမနာလိုဆိုတဲ့စိတ်ဓာတ်တွေပါလာမယ်ဆိုလို့ရှိရင်ဒီစိတ်ဟာအလွန်ယုံညံ့တဲ့စိတ်ပဲဆိုပြီးကိုယ်စိတ်ကိုတွန်းလှန်ဖယ်ရှားပြီးမိမိတဲ့တာလွန်ပြီးတော့ယာရုကုန်သိစိစိမ်ဥစ္စာရသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာကြည်ဖြူနိုင်တဲ့ဝမ်းမြောက်နိုင်တဲ့ appreciative joy လို့ခေါ်တဲ့မုဒိတာတရားထားရမှာဖြစ်တယ်မုဒိတာတရားပြပြသွားရင်မနာလို့မရှုစိတ်စိတ်တွေဟာရင်ထဲမှာလိမ့်ငနဲ့ဖြစ်လာပြီးတော့တစ်ဖက်သားရဲ့ပြက်လို့ပျက်စီးလုပ်ငန်းကိုလုပ်တော့တာပဲဖြစ်တယ်ပထမမနာလိုစိတ်ပေါ်တာကပထမအမှားဒုတိယမနာလိုစိတ်ကိုအကြောင်းပြုပြီးတော့တစ်ဖက်သားပြက်ပြအောင်လုပ်တာကဒုတိယအမှားအဲ့ဒီအမှားနှစ်ခုထပ်ဆင့်လာပြီဆိုလို့ရှိရင်လူတယောက်ဟာပျက်စီးဆုံးရှုံးမှုနဲ့ကြုံရတတ်တယ်ဒါဟာတတိထားမှာဖြစ်တယ်ဇလန်းအနေနဲ့ငါမှမဖြစ်ဘူးလို့မအောင်မေ့နေနဲ့ဇလန်းအနေနဲ့ကို့မှာဒါမျိုးဖြစ်လာလို့ရှိရင်မထားရမဲ့စိတ်ပါလားမုရိဒာတရားပွားပြီးတော့သူကံနဲ့သူစွမ်းရည်နဲ့သူကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်ဂုဏ်ပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော် congratulation လုပ်နိုင်ရမယ်လို့ဆိုလိုတယ်ကိုယ့်ရဲ့သားသွားရင် congratulation လုပ်နိုင်ရမယ်အဲ့ဒီလိုစိတ်ဓာတ်မျိုးရှိရမြန်မာနိုင်ငံမှာဗိုလ်ချုပ်အောင်ဆန်းဟာအဲ့ဒီလိုစိတ်ဓာတ်မျိုးရှိတယ်ဆိုတာသူ့ရဲ့အထုပ်ပတ်တွေဖတ်ကြည့်လိုက်ရင်သိတယ်ကျောင်းသားတစ်ဘက်ကရွေးတဲ့အခါမှာသူအရွေးမခံရဘူးအရွေးမခံရပြီမဲ့လို့သူဟာစိတ်ဓာတ်မကြဘူးအရွေးခံရတဲ့လူကိုသွားပြီးနှုတ်ဆက်ပြီးဂုဏ်ပြုစကားပြောတယ်လို့ဆိုတာငယ်စဉ်တုန်းကဖတ်မိတယ်ပေါ့အဲ့ဒီလိုဖြစ်ရကိုယ့်ရဲ့သားသွားလို့မနာလိုစိတ်ဆိုတာမဖြစ်ရဘူးအဲ့တော့လူတော်လူကောင်းတွေရဲ့သဘောတရားဟာမနာလိုစိတ်ကဘယ်တမှကြီးထွားလာတတ်တယ်ဒါကြောင့်မို့အဲ့ဒီမနာလိုစိတ်ကိုမုရိဒာတရားရင်ထဲမှာဖြစ်ပွားအောင်လုပ်ပြီးတော့ချိုးနှိမ်ဖယ်ရှားရမှာဖြစ်တယ်သူ့အဖြေနဲ့သူပဲရင်ထဲမှာအမုန်းတွေများလာလို့ရှိရင်မေတ္တာပွားပြီးဖြေရှင်းရမှာဖြစ်တယ်ရင်ထဲမှာတစ်ဖက်သားကိုနှိပ်စက်လိုတဲ့စိတ်တွေပေါ်လာလို့ရှိရင်ကရုဏာဆိုတဲ့အကျဉ်းတရားဖြစ်ပွားပြီးဖယ်ရှားပြရမှာဖြစ်တယ်ရင်ထဲမှာအညှိုးအတေးတွေထားပြီးဖက်လိုက်လို့တဲ့စိတ်တွေဖြစ်နေမယ်လိုတစ်မျိုးမလိုတစ်မျိုးဆိုတဲ့မညီမမျှတတဲ့စိတ်နေသဘောထားတွေဖြစ်လာလို့ရှင်ဥပိ္ပခာဆိုတဲ့ဗြဟ္မဝိဟာရတရားနဲ့ညီမျှတဲ့မျှတတဲ့စိတ်နေသဘောထားတွေထားနိုင်အောင်ကြိုးစားရမှာဖြစ်တယ်မေတ္တာကရုဏာမုရိဒာဥပိ္ပခာဆိုတဲ့ဒီတရားတွေပြပြသွားပြီဆိုရင်ဒီလူဟာလူတော်လူကောင်းအဖြစ်မရောက်နိုင်တော့ဘူးမရောက်နိုင်ုံမြတ်မကဆိုးကျိုးတွေဟာသူ့စီရောက်ရှိလာတတ်တယ်ဒါကိုတတိထားပြီးတော့ကိုလူတော်လူကောင်းဖြစ်အောင်ပြင်ဆင်ကြရမှာဖြစ်တယ်အခုကြည့်မိမိတို့တဲ့အသက်အရွယ်ကလည်းအလွန်ငယ်တယ်နောက်မှလည်းနန်းတော်ရောက်လာတယ်ငမြောင်းငချောက်ကလေးသာရှိတဲ့ပုဂ္ဂိုလ်ကိုဘီအကြီးကကြီးမားတဲ့ယာတုကြီးပေးလိုက်တယ်သေနာပတိစစ်ဘုချုပ်ကြီးဆိုပြီးဒီယာတုပေးလိုက်တဲ့အခါမှာသူတို့တဲ့ကြော်တက်သွားတဲ့အခါမှာအသက်အရွယ်ကလည်းရပြီဘုရင်ကြီးကိုခါစားနေတဲ့မင်းမှုတန်သက်ကလည်းပဲရှည်တယ်အဲ့ဒီလိုထက်တန်းကြတဲ့ပုဂ္ဂိုလ်ကြီးတွေလို့ငကိုကဘုရင်ဆရာကြီးတွေလို့ယူဆရတဲ့ပုဂ္ဂိုလ်တွေဟာမလောက်လေးမလောက်စားလူငယ်လေးတယောက်ရဲ့အမိတ်အာဏာကိုနာခံကြရတဲ့ယာဓုဂုံသိစီစိန်ဥစ္စာနှိမ့်ကျသွားတဲ့အဖြစ်မျိုးရောက်သွားရင်တာမန်လူဟာခန္ဓာရည်ချင်းမရှိဘူးသူတို့ဟာ
တာမန်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်သူတို့ jealousy လို့ခေါ်တဲ့မနာလိုစိတ်တွေရင်ထဲမှာတဖွာဖွာဖြစ်လာတယ်ဖြစ်လာတဲ့အခါကျတော့ရင်ထဲမှာဖြစ်တာကိုမချိုးနေသည့်အတွက်ကြောင့်ဘာဖြစ်လာတော့၄ယောက်ဆုံတဲ့အခါမှာမောဒရာပညာရှိကိုသူကျွဲ့သားလို့ခေါ်တယ်သို့မဟုတ်တကြီးသားပေါ့ကြေးရွာကတကြီးသားတောသားပေါ့ခုခေတ်လို့ဆိုနေပြောရင်ဒီတောသားကငါတို့အထက်ရောက်သွားပြီငါတို့ရဲ့ယာရုချီသွားပြီဘယ်လိုလုပ်ကြမလဲငါတို့ကသူ့အောင်ရောက်သွားပြီသူ့အမိန့်ပေးတာခံကြရတော့မယ်အဲ့ဒါဘယ်လိုလုပ်ကြမလဲဆိုတော့သူတို့ထဲမှာပညာထက်ထက်မြက်မြက်ရှိပုံရတဲ့တေနကဆိုတဲ့အမတ်ကြီးကဆွေးနွေးတယ်စိတ်မပူကြနဲ့ကွာငါနီးလန်းတစ်ခုတွေးမိထားတယ်အဲ့ဒီလမ်းကြောင်းတိုင်းသူ့ကိုငါတို့ရှင်းပြမယ်ဒါလောကလူသားတွေကမနာလိုစိတ်နဲ့ဖယ်ရှားပြဖို့ကြိုးစားတဲ့အနေအထားမျိုးဖြစ်လာငါနီးလန်းတစ်ခုရထားတယ်ရာထူးရတာမကြပါဘူးကွာငါနီးလန်းနဲ့သူ့ကိုရာထူးကနေပြုတ်သွားပြီးအသက်သေးသည့်ထိအောင်ငါလုပ်ပြမယ်မင်းတို့စိတ်မပူနဲ့ငါနီးလန်းတစ်ခုရှာတွေ့ထားတယ်ဘာလုပ်မလဲဆိုရင်ငါတို့သူကျွဲ့သားတော်သားတကြီးသားကိုသွားပြီးတော့သူစီအလဲသွားမယ်အလဲသွားပြီးတော့သူ့ကိုမေးခွန်းနေငါတို့မေးမယ်မေးတဲ့အခါသူဖြေတဲ့မေးခွန်းဟာငါတို့လိုချင်တဲ့ထောင်ချောက်ဖြစ်လာမှာပဲဆိုပြီးတော့လေးဦးတိုင်ပင်ပြီးတော့မဟာသေနာဝတိစစ်ဘုချုပ်ရာထူးကြီးရသွားတဲ့ပုဂ္ဂိုလ်စီကို congratulation လုပ်တယ်လို့နဲ့သွားပြီးအလဲသွားကြတယ်မှန်ကတော့6တွန်းမို့သွားကြတာနော်သွားပြီးတော့မဟာသရပညာရှိနဲ့တွေ့တဲ့အခါမှာ6တွန်းလို့ရတဲ့မေကွန်မျိုးတစ်ခုကိုမေးလိုက်တယ်အေးပညာရှိစစ်သူကြီးမင်းကျွန်ုပ်တို့တင်စစ်သူကြီးမင်းထံလာခဲ့တာဟာမေကွန်လေးတစ်ခုဆွေးနွေးစရာလေးတစ်ခုရလို့လာတော့ပါအကူပါတယ်ယုံကြည်ပါတယ်အကူရစေကျွန်ုပ်တို့မေးတာလေးရဲ့ဘယ်လိုသဘောယူဆတယ်လဲဆိုတာအဖြေလေးပေးပါလို့ဆိုပြီးတော့တေနကခေါင်းဆောင်ပြီးတော့ဗာမေးတော့ဆိုရဟတနာမကတ္တကထေတံဝတ္တတိကိုယ့်ရဲ့ရှုပ်ဝက်ချက် top secret ထိတ်တန်းလျှို့ဝှက်ချက်လူတိုင်းမှာလျှို့ဝှက်ချက်လေးတွေရှိတယ်နော်လူကြားထဲမှာဖော်မပြဝန်းနဲ့ကိုယ်သာသိတဲ့လျှို့ဝှက်ချက်ကလေးတွေရှိတယ်အဲ့ဒါကိုရဟတလို့ခေါ်တယ်အဲ့ဒီကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုဘယ်လိုပုဂ္ဂိုလ်မျိုးမှပြောရင်သိမလဲဒီမေခွန်းလေးကိုစမေးလိုက်တာမေးတော့မဟာသရပညာရှိကဘာပြောတော့ဆိုနကတ္တစီကထေတ္တမဘယ်သူမှပြောသင့်ဘူးတဲ့ကိုရှုပ်ဝဲချက်ကိုယ့်ဘာကိုယ်ပဲရှုပ်ဝဲထားရမယ်ပေါ့ဘယ်သူမှမပြောရဘူး secret ဆိုတာမပြောရဘူးနော်ကိုရှုပ်ဝဲချက်ကိုယ့်ဘာကိုယ်ထားဘယ်သူမှအသိမပေးသင့်ဘူးဒီလိုဖြေလိုက်တဲ့အခါကျတော့အဲ့ဒီအဖြေလေးကိုသူကလိုချင်တာအဲ့ဒါလို့ဖြေပြီးဆိုလို့ရှိရင်တော့ဘုရင်ကြီးစီကိုသူတို့တဏ္ဍဝုတင်ပြီးတော့မောဒရာပညာရှိမှရှုပ်ဝဲချက်ရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရင်ကြီးနဲ့ဂုံးတိုက်ဖို့ရသူတို့ကသွားပြီးတော့မောဒရာပညာရှိစီသွားပြီးတော့မေးလိုက်တယ်ပန္တိတပညာပုစိတုကမ္မမှာအရှင်ပညာရှိစစ်သူကြီးမင်းမေခွန်းလေးတစ်ခုမေးပြရစေဆိုဟောအမကြီးတို့မေးပါခွင့်ပြုလိုက်တဲ့အခါပန္တိတပုရိသေနနာမကတ္ထပဋိဋ္ဌတပံလူဆိုတာဘယ်ပေါ်မှာအခိုင်မှာယတ္တိရမှာလဲလူဆိုတာသစ္စာလို့ခေါ်တဲ့ဝစီသစ္စာကိုပြောတဲ့ဂတိဆိုတဲ့သစ္စာတရားပေါ်မှာယတ္တိရမှာပေါ့နော်ဂတိသစ္စာကိုခေါ်တယ်ညမတကားမှာလူမဂတိမင်းမသစ္စာဆိုတဲ့ဟာမျိုးလို့ကိုပြောထားတဲ့အတိုင်းတည်ရမယ်သစ္စာလို့ခေါ်တယ်ကိုပြောထားတဲ့
ကိုပြောထားတဲ့အတိုင်းပဲလူဆိုတာယက်တည်တဲ့နဲ့အဲ့တော့ဆက်ပြီးတော့တေနကမေးတယ်သစ္စေပဋိဋ္ဌိတေနကိဥပ္ပါဒိတဗံအမှန်တရားတော်ဘောကိုယက်တည်ပြီးရင်ဘာလုပ်ရမလဲဘာကိုဖြစ်အောင်လုပ်ရမလဲမောဒရာပညာရှိကပြောတယ်ဒနံဥပ္ပါဒိတဗံလူဆိုတာဂတိတည်ရမယ်ဂတိတည်ပြီးတော့ပစ္စည်းဥစ္စာရအောင်ရှာရမယ်ပစ္စည်းဥစ္စာဆိုတာရအောင်ရှာဆင်းရဲမွေးတည်ရင်ဘယ်သူမှအဖက်လုံးမှာမဟုတ်ဘူးဒါကြောင့်မို့ချမ်းသာကြွယ်ဝအောင်ဥစ္စာကိုရှာရမယ်လို့ဆိုလိုတယ်ဂရိသစ္စာရှိပြီဥစ္စာကိုရှာဟုတ်ပြီဒနံဥပ္ပဒေတောကိဉ္ကတ္တဗံပစ္စည်းဥစ္စာတွေရလာပြီဆိုရင်နောက်ဘာဆက်လုပ်ရမလဲဆိုမန္တောဂဟိတဘောပစ္စည်းဥစ္စာရှိလာပြီဆိုလို့ရှိရင်ယုံကြည်စိတ်ချရတဲ့ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ဆွေးနွေးခြင်းလုပ်ရမှာပေါ့ advisor ဆိုတဲ့အကြံပေးတွေနဲ့တိုင်ပင်ဆွေးနွေးမှုလုပ်ရမှာပေါ့ဆိုတော့ဟုတ်ပြီမန္တန်ဒီမန္တောခေတဘောတိုင်ပင်ဆွေးနွေးမှုကိုလုပ်ရမယ်ဒါဖြင့်မန္တန်ခေတောကိဉ္ကတ္တဗံတိုင်ပင်ဆွေးနွေးပြီးနောက်ဘာလုပ်ရမလဲအတ္တနောရဟတံနဂထေတဗံကိုယ့်ရဲ့ရှိုးဝဲချက်ကိုတော့ဘယ်သူမှမပြောသင့်ဘူးဒါလို့ချင်တာဟောတယ်နော်ကိုယ့်ရဲ့ရှိုးဝဲချက်ကိုဘယ်သူမှမပြောသင့်ဘူးသူတို့မိဂုံးကိုမောဒရာပညာရှိဖြေလိုက်တော့သာဓုပန္တိတပညာရှိစစ်သူကြီးမင်းကောင်းလိုက်တဲ့အဖြေပါကျွန်တော်တို့အားရလာပါတယ်ဆိုပြီးပြုံးပြီးတော့သူလိုချင်တဲ့အဖြေလေးရတဲ့အခါကျတေနကတို့အမတ်၄ယောက်ဟာမောဒရာအိမ်ကဆင်းပြီးတော့နန်းတော်ပြန်သွားကြတယ်နော်ပြန်သွားကြတယ်ဘုရင်ကြီးနဲ့ဂုံတိုက်မယ်သူတို့အဲ့ဒီမှာဘုရင်ကြီးကိုသွားပြီးတော့ဘာပြောတော့ဆိုရှင်မင်းကြီးကစစ်သူကြီးယာဓုပေးလိုက်တာအသက်ကလည်းငယ်ငယ်ပဲရှိသေးတယ်ရှင်မင်းကြီးကသူ့ကိုယုံကြည်စိတ်ချမှုတည်များတာကိုနော်အလွန်များတာသို့တော့သူဟာရှင်မင်းကြီးကိုလှုပ်ကြံမှုအမြဲတမ်းကြမ်းနေတဲ့ရန်သူတော်သားလင်ဖြစ်တယ်တင်မင်းကြီးရဲ့နန်းကိုလူလိုက်မယ်ဆိုဘုရင်ဆိုတာအဲ့ဒီစကားကိုအလွန်ကြောက်တယ်အာနာလူမယ်ဆိုတော့သိကြောက်တယ်အာနာနဲ့အသက်ရှင်နေရတာနော်ဘုရင်ရာထူးကျသွားရင်ပိုင်ဆိုင်မှုတွေအလုံးဆုံးသွားမှာရသောလတ္တဘောဂါလို့ဆိုတဲ့အတိုင်းဘုရင်ရထားတဲ့စီးစိမ်ဥစ္စာတွေဟာရာထူးရှိလို့ရထားတာဖြစ်တာဟုတ်ရာထူးကျသွားပြီဆိုရင်ဘယ်သူမှလေးစားမှာမဟုတ်လေဒါကြောင့်မို့ရာထူးကျမှသိကြောက်တယ်ရန်သူဆိုရင်ပြတ်ရှင်းမှုစဉ်းစားတာပဲသူတို့အဲ့တော့ရှင်မင်းကြီးမောဟဒရဟာအကောက်ကျန်နေတဲ့ပုဂ္ဂိုလ်သားဖြစ်တယ်တေမင်းကြီးကယုံကြည်စိတ်ချအားကိုးလို့စစ်သူကြီးရာထူးခန့်လိုက်ပေမဲ့လို့သူဟာတေမင်းကြီးရဲ့ရန်သူပဲဖြစ်တယ်မယုံလို့ရှိရင်သူ့ကိုအခါစားလာတဲ့အခါမေးကြည့်လိုက်ပါနော်အခါစားလာတဲ့အခါမှာဆွေးနွေးမေးမြန်းကြည့်လိုက်ပါမေးလိုက်တဲ့အခါမှာရှုပ်ဝဲချက်ကိုဘယ်သူ့ကိုပြောရမလဲဆိုရင်သူကဖြေလိုက်မယ်ဘယ်သူမှမပြောရဘူးလို့ပြောလိုက်မယ်အဲ့တော့သူ့မှာရှုပ်ဝဲချက်ရှိ top secret သူဟာရှိအဲ့ဒီရှုပ်ဝဲချက်ဟာတခြားမဟုတ်ဘူးသေမင်းကြီးကိုလှုပ်ကြံလိုက်မယ်ဘုရင်ဆိုသိကြောက်တယ်လေအဲ့ဒါမျိုးလှုပ်ကြံလိုက်မယ်သူ့မှာရှုပ်ဝဲချက်ကိုဘယ်တော့မှမပြောဘူးဆိုတဲ့ခံယူချက်ရှိတယ်ရှင်မင်းကြီးမေးမြန်းကြည့်ပါလို့ဆိုတဲ့အခါမှာဘုရင်ကြီးကစိတ်ထဲမှာတော်တုန်လှုပ်သွားတယ်တုန်လှုပ်သွားပြီးတော့ကောင်းပြီလက်ဖြင့်ငါကြတော့အများဆုံးတဲ့အခါငါမေးမယ်ဘုရင်ကြီးစီကိုခါစားဝင်ကြတယ်စစ်သူမိကြီးမင်းရဲ့အမတ်ကြီး၄ယောက်ရဲ့ဘိုးဘလည်းစုံတဲ့အခါမှာဘုရင်ကြီးကတေနကအမတ်ကြီးတို့လျှောက်ထားထားတဲ့အတိုင်းပဲမေးခွန်းမေးဖို့စတင်ခဲ့တယ်ပင်စပန္နိတာတမဂတ္ထအေးပညာရှိ5ဦးအခုဆုံးကြီးစွာရောက်ရှိနေကြပြီတဲ့ပညာမေပฏิပါတိတံတုနာထငါရင်ထဲမှာမေခွန်းလေးတစ်ခုရှိတယ်တဲ့
ငါခေါင်းထဲမှာမေကွန်းလေးတစ်ခုပေါ်လာတယ်အဲ့ဒါကိုမင်းတို့နားထောင်ကြတဲ့နေတိယမထံပတံတိယံဝါကတ္တဝါအာဝိကရေယဂုံရှမထံကဲ့ရဲ့တိုက်တဲ့အကြောင်းအရာပဲဖြစ်စေချီးမွမ်းတိုက်တဲ့အကြောင်းအရာပဲဖြစ်စေနော်ရှုပ်ဝဲရမယ်အရာတစ်ခုကိုဘသူကိုထုတ်ပြီးတော့ပြောတဲ့တယ်လေအဲ့ဒီမေကုန်းကိုဖြေချစမ်းပါနော်ကို့မှာရှုပ်ဝဲရမယ်အကြောင်းအရာတစ်ခုရလာပြီဆိုလို့ရှိရင်ဘသူကိုပြောတဲ့တယ်လေဆိုမေကုန်းကိုမေးလိုက်တာမေးလိုက်တဲ့အခါကျတော့သေနကမတ်ကြီးကအရှင်မင်းကြီးတဲ့အရှင်မင်းကြီးရဲ့သဘောထားကိုအရင်ပြောပါတဲ့ကြံတဲ့အခါမှာကျွန်တော်မျိုးတို့ပြောကြပါမယ်ဆိုပြီးတစ်ဖက်လက်နဲ့ဘုရင်ကြီးကိုသူတို့ဒီမေးခွန်းနဲ့ပတ်သက်လာပြီးရှုပ်ဝဲချက်ကိုဘယ်သူ့ကိုပြောရမလဲဆိုတာဘုရင်ကြီးအပါဝင်ဆွေးနွေးဝဲထဲမှာပညာရှိ9ယောက်နဲ့ဘုရင်ကြီးတို့ရဲ့သဘောထားမှတ်ချက်တွေမေးလိုက်တဲ့အခါသေနကဘုရင်ကြီးကိုရင်လျှောက်လိုက်တယ်တွန်အာဝိကရောဟိဘူမိပါဠမြေကြီးကိုစိုးရတဲ့အရှင်မင်းတရားပြောပါတဲ့ရှေးဥစွာပြောကြည့်ပါတဲ့ဘာကြောင့်လို့ဆိုရင်ဗတ္တဘာရသဟောရှင်မင်းကြီးဟာကျွန်ုပ်တို့ရဲ့အရှင်သခင်ထမင်းရှင်လည်းဖြစ်ပါတယ်ရှင်မင်းကြီးဟာဘလောက်ကြီးလေးတဲ့တာဝန်ဖြစ်ဖြစ်ထမ်းနိုင်တဲ့စွမ်းရည်တတ္တိရှိပါတယ်ဒါကြောင့်တဝသန္တရုစီတမသိတဝါအထဝေခန္တိစနေနပစ္စတိတာရှင်မင်းကြီးရဲ့စိတ်နေသဘောထားအကြိုက်ကိုအရင်မိန့်တော်မူပါပြီးတဲ့အခါကျွန်ုပ်တို့ပညာရှိ9ယောက်ကမိမိတို့ရဲ့ဆန္ဒသဘောထားတွေအတိုင်းရှင်မင်းကြီးရဲ့မေးခွန်းကိုဖြေကြပါမယ်လို့တေနကအဲ့ဒါလို့ပြန်လျှောက်လိုက်တော့ဘုရင်ကြီးကသူကိုယ်တိုင်ကမယကာကြီးကိုမယကာလားမယခလားမသိဘူးသူကိုယ်တိုင်ကမယခဆိုတော့မယခဆိုသိပါ၏နော်အဲ့တော့မပြောတော့ဆိုဘုရင်ကြီးကဖြေတယ်ရှုပ်ဝက်ချက်ဆိုတာတဲ့ဘယ်သူမှမပြောရဘူးကိုမိမပဲကိုပြောအောင်ဆိုတာအဲ့ဒီအဖြေမရှိပါအဲ့ဒါကြောင့်မို့မယခလို့ပြောအဲ့တော့ဘုရင်ကြီးကဖြေလိုက်တယ်ယာသီလဝတိအနိညထေယကိုချင်းသီလအမတန်ကောင်းနေတဲ့ဘယ်သူနဲ့မှခိုးကြောင်ခိုးဝဲလုံးလို့မရှိဘူးဘတ္တုသန္နဝတနုခပိယမနာပါချစ်ခင်စရာမျက်နှိုးစရာကောင်းပြီးကိုယ့်ရဲ့အိမ်ရှင်ယောက်ျားရဲ့ဆန္ဒအတိုင်းနေထိုင်တတ်တဲ့မိမိရဲ့ဇနီးမယားကိုတဲ့နေတိယမထံပတံတိယံဝါအာဝိကရေယရှုပ်ဝဲချက်ကိုဘယ်သူမှမပြောနဲ့ကိုယ့်ရဲ့ဇနီးကလွှဲရင်ဘယ်သူမှမပြောနဲ့ကိုယ့်ရဲ့ဇနီးကိုတော့ပြောတဲ့နဲ့ဒါဘုရင်ကြီးရဲ့ဆန္ဒနော်ဘုရင်ကြီးရဲ့ဆန္ဒကိုယ့်ရဲ့ရှုပ်ဝဲချက်ဟာကိုယ့်ရဲ့ယုံကြည်စိတ်ချရဆုံးဆိုတဲ့ဇနီးကိုပဲပြောပါဂျာတဲ့ပုဂ္ဂိုလ်ပြောပါနဲ့ဟော top secret ကိုပြောတဲ့ပုဂ္ဂိုလ်တယောက်ထွက်လာနော်ပြောမယ်တဲ့အဲ့ဒီမှာဘုရင်ကြီးကအဲ့လိုဖြေပြီးတဲ့အခါကျတော့ဘုရင်ကြီးကမေးတယ်သေနကကဲငါဖြေပြီးပြီမင်းကရောကိုယ့်ရဲ့ဒီရှုပ်ဝဲချက်ကိုဘယ်သူကိုပြောသင့်တယ်လဲဆိုတော့သေနကသူ့ရဲ့အဖြေကိုဘုရင်ကြီးကိုလျှောက်တယ်ယောကိစ္စကတတအာတုရတတရဏံဟောတိဂတိပရာယနာကိုအခက်ခဲတွေ့လာတဲ့အခါမှာကိုအားကိုးရတဲ့မိတ်ဆွေဆိုရှိဘာပဲဖြစ်ဖြစ်ကိုကူညီပေးတယ်အားကိုးရတဲ့မိတ်ကောင်းဆွေကောင်း
အကိုရတဲ့မိကောင်းဆွေကောင်းအခက်ခဲကြုံလာရင်ဝိုင်းပြီးကူညီတတ်တဲ့မိကောင်းဆွေကောင်းအဲ့ဒီမိကောင်းဆွေကောင်းရှိတယ်တဲ့ကိုယ့်ရဲ့ရှုပ်ွက်ချက်ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရှုပ်ွက်ချက်ကိုမိကောင်းဆွေကောင်းကိုသာလင်ထုတ်ပြောတဲ့နဲ့ကျန်တဲ့ပုဂ္ဂိုလ်မပြောသင့်ဘူးသူကမိကောင်းဆွေကောင်းတော့ရှုပ်ွက်ချက်ကိုပြောရမယ်လို့သူပြောတယ်အရင်ရင်းနှီးတဲ့တန်ငယ်ချင်းကိုပြောပေါ့နော်ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုယဉ်ဤဆုံးတကယ်ချင်းကိုပြောလို့ရတယ်သူစီအဖြစ်ရတော့ဘုရင်ကြီးကဲပုဂ္ဂုသအမတ်ကြီးကရောကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုဘယ်သူကိုပြောတဲ့လဲစေထောအထမစ္စည်းမောကနေထောယောမေတိလသမဟိတောထိတ္ထောနေန္တိယမတ္ထံပတန်တိယံဝါဘာတုဝါဝိကရေယခုံရှမတ္ထံအရှင်မင်းကြီးကိုယ်ရဲ့အကြီးပဲဖြစ်စေအလတ်ပဲဖြစ်စေအငယ်ပဲဖြစ်စေနော်ကိုချင်းသီလနဲ့စိတ်နေသဘောထားကောင်းပြီးတည်တည်တတ်တတ်ရှိတဲ့ကိုယ့်ရဲ့ညီအကိုပဲဖြစ်စေညီပဲဖြစ်စေအဲ့ဒါလို့ကိုယ့်ရဲ့ညီကိုအရင်ကိုသာလင်ရှုပ်ဝဲချက်ကိုပြောလိုက်ပါတယ်ကျန်တဲ့ပုဂ္ဂိုလ်မပြောလိုက်ဘူးသူကသူ့ညီသူ့ကိုညီကိုအရင်ကိုသာလင်ပြောရမယ်တဲ့ဒါကပုဂ္ဂုတအမတ်ကြီးရဲ့ဆန္ဒရှိအဲ့တော့ဘုရင်ကြီးကဆက်မိတယ်ကဲကာမိဏအမတ်ကြီးကရောရှုပ်ဝဲချက်ကိုဘယ်သူပြောတဲ့လဲဆိုတော့ယောဝေပိတုဟရယတပဋ္ဌကုအနုဇာတောပိတရံအနောမပညောနေနိယမတ္ထံပတန်တိယံဝါပုဒ္ဒတဝိကရေယခုံရှမတ္ထံလောကမှာကိုယ်အဖေရဲ့စိတ်တိုင်းကြခိုင်းတာလှုပ်တတ်တဲ့မိဘကိုလိုက်လျောတတ်တဲ့အနုဇာတသားမျိုးဆိုတာရှိတတ်တယ်ပေါ့အဲ့ဒီအနုဇာတသားမျိုးဟာကိုယ့်အဖေပေါ်မှာသစ္စာရှိတယ်ကိုယ့်ဖေပေါ်မှာသစ္စာရှိတယ်အဲ့တော့ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုဘယ်သူမှမပြောတတ်ဘူးကိုယ့်ပေါ်မှာသစ္စာရှိတဲ့အဖေကိုချစ်တဲ့သားကိုသာလဲကိုယ့်သားကိုသာလဲဒီရှုပ်ဝဲချက်ကိုပြောတဲ့နဲ့ကိုယ့်ရဲ့အလိုချနေပေးတဲ့အနုဇာတသားမျိုးကိုသာလဲကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုပြောတဲ့နဲ့လို့ကာမိဏအမတ်ကြီးကအဲ့လိုဖြေတယ်အဲ့တော့အမျိုးမျိုးဖြေကြတာနောက်ဆုံးဒေဝိနအမတ်ကြီးကရောရှုပ်ဝဲချက်ကဘယ်သူကိုပြောရမှာလဲဆိုဒေဝိနအမတ်ကြီးကဖြေတယ်မာတာဒွိပဒာစနေနတိဋ္ဌယာနံဘောတိတိသန္နတာပိယေနကိုယ့်ရဲ့မိခင်ဆိုတာကိုယ့်ပေါ်မှာအလွန်ချစ်တယ်ကိုယ့်ပေါ်မှာအလွန်ချစ်တယ်ခြင်းတစ်ကြောင်းရှိတဲ့တရားလူသားတွေထဲမှာမိခင်ဟာသာသမီပေါ်မှာအလိုလိုက်ဆုံးချစ်ခင်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ရှုပ်ဝဲချက်ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုမာတုယဝိကရေယဂုံရှမတ္ထကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုမိခင်အာသာပြောတဲ့နဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေပြောတဲ့မူဟောကဲသူတို့ကအမျိုးမျိုးဘုရင်ကြီးကကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုစနီးအားပြောရမယ်တဲ့စနီးအားပြောတဲ့နဲ့သေနကအမတ်ကြီးကတော့ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုတငယ်ချင်းအားပြောရမယ်ပုဂ္ဂုတအမတ်ကြီးကတော့ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုကိုယ့်ရဲ့ညီကိုအရင်အားပြောရမယ်ကာမိဏအမတ်ကြီးကတော့ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုကိုယ့်သားအားကိုးရဆုံးသားကိုပဲပြောတဲ့နဲ့ဒေဝိနအမတ်ကြီးကတော့ကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုကိုယ့်အမေအရင်အာသာပြောရမယ်လို့ဟောအဖြေတွေအဲ့လိုထွက်တယ်နော်အဲ့လိုအဖြေထွက်တဲ့အခါဘုရင်ကြီးကနောက်ဆုံးကဲသေနာပတိပညာရှိမဟောဒရာဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမြင်လုံးပြောပါအောင်ဆိုဒီနေရာမှာ1600ပဲသူနော်1600ဆင်ထားတာတုံရှတ္တဂုံရှတ္တဟိဂုံရှမေဝတာတု
အရှင်မင်းကြီးရှိုးရမယ့်ကိစ္စကိုရှိုးဝှက်ထားပဲကောင်းတယ်နော်ရှိုးရမယ့်ကိစ္စရှိုးဝှက်ရမှာပဲဘယ်သူမှမပြောသင့်ဘူးတဲ့နာဟိဂုံရှတပတ္တထမာဝိကမ္မရှိုးဝှက်တဲ့ကိစ္စကိုထုတ်ဖို့ပြောဆိုခြင်းဟာချီးမွမ်းစရာအလုံးမဟုတ်ဘူးရှိုးဝှက်ရမယ့်အလုပ်ကိုရှိုးဝှက်ရမယ်ဒီတိုင်းပြောတာနော် top secret ပဲဖြစ်ရမယ်ဘယ်သူမှမပြောသင့်ဘူးတဲ့အနိဗ္ဗာနတသဟေယဒီရောပညာရှိဆိုတာကိုလုပ်တဲ့အလုပ်လေးတစ်ခုမအောင်မချင်းအောင့်ထားရမယ်လူဆိုတာလေးပြောချင်တာကြည်ကြည်တက်နော်တရင်တူလေးများကြားလို့ရှိရင်ကိုနားမှာပြောစရာလူမရှိဖုံးဆက်ပြောတယ်အမဟုတ်ရင်အဝေးထီလေးဆောင်းပြီးတော့အိမ်ကလဲပြီးပြောတာကြားပြီးပြီလားတရင်စားတဲ့တော့တစ်ခါရေးတယ်မဟုတ်လားကြားပြီးပြီလားလာမပြောနဲ့ကုမုဒ္ဒရာဖတ်ပြီးသားခြားတယ်ဖတ်ပြီးသားလာမပြောနဲ့အဲ့ဒါလို့လူဟာတရင်တူလေးရရဲ့ပါဇက်ထဲကိုရားနေတာပြောချင်တာအဲ့ဒါလို့သဘောမျိုးတွေပေါ့အဲ့တော့ကိုလုပ်တဲ့အလုပ်ကိုယ့်ရဲ့စိတ်ကူးအကြံစီတစ်ခုဟာမအောင်မပြင်းအောင့်ထားပါတဲ့နိဗ္ဗာန်တော်ဝယထာဒုက္ခမနေယကိုယ်လုပ်ငန်းပြီးသွားပြီဆိုလို့ရှိရင်တော့ပြောခြင်းပြောပါတော့မပြီးမချင်းတော့ရှိုးဝဲရမယ်ကိစ္စကိုရှိုးဝဲထားဒီအချက်ကတေနကကျွတ်တင်ပြီးတော့ထောင်ချောက်ဆင်ထားတဲ့အချက်အဲ့လိုမောဟဒရာပညာရှိကပြောလိုက်တဲ့အခါကျတော့ဘုရင်ကြီးကစိတ်ထဲမှာထိတ်ခနဲ့ဆိုပြီးတော့စိတ်မကောင်းဖြစ်သွားတယ်ကြောက်သွားတယ်တေနကတွန်းထားတာလေမောဟဒရာပြောလိုက်မယ်သူရှိုးဝဲချက်ကိုရှိုးဝဲထားရမယ်လို့ဆိုတာပြောတယ်အဘိညာဉ်ကကွက်ခနဲ့မျက်နှာပြက်သွားတယ်မျက်နှာပြက်သွားပြီးတော့တေနကကိုလှမ်းကြည့်တယ်တေနကအမတ်ကြီးကိုလှမ်းကြည့်တေနကအမတ်ကြီးကလည်းဘုရင်ကြီးကိုလှမ်းကြည့်တယ်သူတို့နှစ်ဦးကြည့်တာကိုမောဟဒရာပညာရှိကဖြတ်ခနဲ့မြင်လိုက်တယ်အဲ့ဒါတတိထားလူကဲခတ်တယ်လို့ခေါ်တယ်နော်ပြောလိုက်ပြီးတော့မောဟဒရာပညာရှိကဒီတိုင်းငြိမ်နေတာမဟုတ်ဘူးဘုရင်ကြီးကိုကဲခတ်ကြည့်လိုက်တယ်အမတ်တွေကိုကဲခတ်ကြည့်လိုက်တဲ့အခါဘုရင်ကြီးကမျက်နှာညှိုကနေဖြစ်သွားတယ်ခုံးတိုက်ထားတာကိုမောဟဒရာပြောလိုက်မယ်ဘယ်သူမှရှိုးဝဲချက်ကိုမပြောရဘူးလို့ပြောလိုက်မယ်အလုံးမပြီးသေးတဲ့မြတ်ရှိုးဝဲထားရမယ်လို့သူပြောလိုက်မယ်ဆိုတာကိုကြိုတင်ပြောထားတော့ဘုရင်ကြီးကမျက်နှာပြက်သွားတော့တေနကအမတ်ကြီးကိုလှမ်းကြည့်တေနကအမတ်ကြီးကလည်းဘုရင်ကြီးကိုကြည့်ဆိုတော့သူတို့နှစ်ယောက်ချိတ်ဆက်ထားတယ်ဆိုတဲ့သဘောလေးဟာမပြောတော့လဲအကဲခတ်တတ်တဲ့ပညာရသိတာပေါ့နော်မတမသိတာအဲ့လိုကြည့်လိုက်တော့ဘုရင်ကြီးကလည်းတေနကမျက်နှာကြည့်တေနကကလည်းဘုရင်ကြီးမျက်နှာကြည့်ပြီးတော့ကဲကျွန်တော်မျိုးပြောတာမဟုတ်ဘူးလားဆိုတဲ့သဘောပေါ့နော်ထောင်ချောက်ထဲရောက်သွားမောဟဒရာပညာရှိထောင်ချောက်ထဲရောက်သွားပြီဆိုပြီးမောဟဒရာပညာရှိကဖြေပြီးတဲ့အခါမှာအချိန်ကုန်တဲ့အခါထပြီးတော့ဒီဘုရင်ကြီးခါစားတဲ့အချိန်ကုန်သွားလို့သူတို့ထပြီးပြန်သွားတယ်အမတ်ကြီး၄ယောက်ကတော့ဆက်လက်ပြီးတော့ထိုင်းနေရသေးတယ်ထိုင်းနေရပြီးတော့ပြောတယ်တမင်းကြီးကျွန်ုပ်ပြောတာမမှန်ဘူးလားမောဟဒရာပညာရှိကရှင်မင်းကြီးအားကိုးတယ်ဆိုတဲ့မောဟဒရာပညာရှိတေနာပတိယာရုကြီးပေးထားတဲ့စစ်သူကြီးဟာရှိုးဝဲရမယ်ကိစ္စကိုရှိုးဝဲရမယ်လုပ်ငန်းမအောင်မမြင်မချင်းရှိုးဝဲရမယ်လုပ်ငန်းအောင်မြင်လာမှပြောရမယ်ဆိုတဲ့အယူဆအဲ့ဒါတေမင်းကြီးကိုဒုက္ခပေးလိုက်မယ်သူ့မှာအကြံစီတွေရှိနေတယ်ဘုရင်ကြီးကကြောက်တာပေါ့ကြောက်တဲ့အခါကျဘာပြောတော့အဲ့ဒါဆိုလို့ရှိရင်မောဟဒရာကိုအစဖြောက်မှဖြစ်တော့မယ်နော်သူ့ကိုတတ်မှဖြစ်တော့မယ်အဲ့တော့တတ်ဖို့ရလည်းပဲအကြောင်းကဗဒမခက်ခဲတယ်လေယုတ်တိရှိဖြစ်ဖို့ကဲအဲ့တော့မောဟဒရာပညာရှိကိုတတ်ရမယ်တတ်တဲ့အခါမှာတခြားကိုပြောလို့ရှိရင်သတင်းတွေပေါက်ကြားလိုက်ပဲမင်းတို့အမတ်ကြီး၄ယောက်ကိုတာဝန်ယူရမယ်မောဟဒရာကိုပြတ်ရှင်းဖို့မင်းတို့တာဝန်ယူရမယ်ဆိုဘုရင်ကြီးကသူကင်တဲ့တန်လျက်ဓာကြီးကိုဘုရင်ကင်တဲ့တန်လျက်ဓာကိုသူတို့အပ်လိုက်တယ်။နေ့ပြင်ကမနဲ့နန်းတော်ဝင်လာလို့ရှိရင်မောဟဒရာကိုတတ်စေနော်
လျှို့ဝှက်စာအမိန့်ထုတ်ထားလိုက်ပြီးသားဖြစ်သွားလျှို့ဝှက်စာမိန့်ထုတ်အဲ့ဒါလို့မိန့်ထုတ်လိုက်ပြီးတော့သူတို့လဲကဲလက်ဖြင့်ကကြတော့ငါတို့ရန်သူတော့ရှင်းတော့မယ်တောသားကလူဘာဝစစ်သူကြီးဖြစ်ပြီးငါတို့အထက်ကရောက်လက်ဖြင့်ကကြရင်တော့မနေ့မိုးလင်းသူရှင်းတော့မယ်ဆိုပြီးတော့သူတို့ဟာကျေနပ်အားရစွာနဲ့ဘုရင်နန်းတော်ကနေထွက်လာတယ်မောဒရာပညာရှိကဘုရင်နာကခွာသွားတဲ့အခါမှာစဉ်းစားတယ်အမတ်ကြီးနဲ့တေနကအမတ်ကြီးနဲ့ဘုရင်တို့ရဲ့ကြည်ပုံကြည့်ရတာသူတို့ကွက်ဆင်ထားပုံရတယ်ဘာရှိုးဝှက်ထားတယ်လဲငါသိအောင်စုံစမ်းမှပဲဒီအမတ်ကြီးတွေကဘုရင်နန်းတော်ကအပြန်မှာဆိုလို့ရှိရင်ဒီထမင်းစပွဲကြီးတက်တာကြီးလို့လှုပ်ထားတဲ့ထမင်းစပွဲကြီးမှာအဲ့ဒီထမင်းစပွဲကြီးမှာထိုင်ပြီးတော့သူတို့စကားပြောလို့ရှိကြတယ်အိမ်တော်နဲ့မပြန်ဘူးဘုရင်နန်းတော်ကပြန်တဲ့အခါမှာတကားဝမှာရှိတဲ့ထမင်းစပွဲကြီးနားမှာထိုင်ပြီးတော့သူတို့ခေါင်းချင်းဆိုင်ပြီးတော့ပြောလို့ရှိကြတယ်ငါဒီထဲဝင်ပြီးတော့သူတို့ဘာအချမ်းစီရှိတယ်ဆိုတာသိအောင်ငါတိတ်ပုံနေမယ်ဆိုပြီးသူ့လူတွေကိုခေါ်ပြီးဒီစပွဲကြီးကိုမခိုင်းပြီးအထဲထဲမှာတစ်တာကြီးတဲ့ဝင်ပြီးတော့ပုံနေတယ်မဟောသရပညာရှိကဒီသူတို့ရဲ့အတိုင်အမင်းကိုငါသိအောင်လုပ်မှာပဲဆိုပြီးအဲ့ထဲဝင်နားထောင်အမတ်ကြီး၄ယောက်အိမ်ပြန်ပြီဆိုတဲ့အခါကျတော့သူ့လူတွေကိုမှားထားတာအမတ်ကြီး၄ယောက်အိမ်ပြန်ပြီဆိုရင်မင်းတို့ဒီစပွဲကိုမှားပြီးတော့ငါ့ကိုလာခေါ်လေဆိုပြီးစပွဲအောက်ကချောင်းပြီးတော့နားထောင်နော်အဲ့ဒါလည်းတက်ရသေးတယ်နော်အဲ့လိုကလည်းတက်ရသေးတယ်ချောင်းနားထောင်အမတ်ကြီးတွေအများအားအဲ့ဒီနားမှာထိုင်စကားပြောလို့ရှိတော့အဲ့ဒါကိုသိထားသည့်အတွက်ကြောင့်သူတို့မလာခင်စပွဲအောက်ဝင်ပြီးပုံနေလိုက်တယ်တစ်တာကြီးအောက်ဝင်ပုံနေလိုက်တယ်သူထင်တဲ့အတိုင်းပဲအမတ်ကြီး၄ယောက်ဟာဘုရင်နာကထွက်လာပြီးတော့အဲ့စပွဲမှာထိုင်ကြတယ်ထိုင်ပြီးတဲ့အခါကြည့်ကွာဘုရင်ကတော့ငါတို့မဟောဒရာကိုလက်ဖြင့်ကတတ်ရမယ်ဆိုပြီးဓာတ်အပ်လိုက်ပြီသူကကြားနေပြီအောက်ကနော်အဲ့မနေ့ဆိုရင်အခါသာဝင်လာရင်သူတတ်မယ်အဲ့တော့ဘယ်သူတတ်မလဲမင်းတို့၄ယောက်ဘယ်သူတောင်းယူတတ်မလဲဆိုကျန်တဲ့အမတ်၃ယောက်ကအရှင်သေနကအမတ်ကြီးခမည်းပဲလောက်ပါသူ့ဝိုင်းထွန်းကြခမည်းပဲတတ်ပါဆိုပြီးပြောတယ်ဘယ်ချိန်မှတတ်ရမယ်ဘုရင်ကြီးအမိန့်ပေးထားတယ်ဘယ်နေရာမှာတတ်မယ်ဆိုတာအမိန့်ပေးထားတယ်အဲ့ဒါတွေတိုင်ပြီးလက်ဖြင့်ငါကြရင်ငါတို့ရဲ့ရန်သူအပြတ်ရှင်းမယ်တို့တွေငါတို့အကြံအောင်ပြီဒီလိုပြောပြီးတဲ့အခါမှာဘာတွေဆက်တိုင်ပင်နှုံးဆိုတော့သူတို့နေစမ်းမအောင်သေနကအမတ်ကြီးကနော်တငယ်ချင်းအရင်ကသာရှုပ်ဝဲချက်ကိုပြောရမယ်လို့ဆိုထားပါတယ်ဘာကိုရည်ရွယ်ပြီးတော့ရှင်မင်းကြီးရှင်အမတ်ကြီးကပြောတာတော့ဆိုအဲ့ဒီမှာသူတို့ရဲ့ရှုပ်ဝဲချက်တွေကိုအဲ့ဒီနေရာမှာပြောကြတယ်ပြောတယ်သေနကအမတ်ကြီးကသူရှုပ်ဝဲထားတဲ့အကြောင်းအရာတစ်ခုပြောတယ်တခါပုဂ္ဂုသအမတ်ကြီးကလည်းသူ့ရဲ့ရှုပ်ဝဲချက်ကိုပြောတယ်ဘာကြောင့်သူ့ရဲ့ရှုပ်ဝဲချက်ဟာရှုပ်ဝဲချက်ကိုပြောရမယ်ဆိုတာဟာညီကိုသာပြောတဲ့နယ်လို့ဘာကြောင့်ပြောတာတော့ဆိုသူ့ရဲ့ကိုယ်ထွေလေးတစ်ခုကိုသူပြောပြတာပေါ့နော်ထို့တူပဲကာမိဏအမတ်ကြီးကလည်းကိုချစ်လစွာသောသားကလွဲဘယ်သူမှမပြောရဘူးဆိုတာလေသူ့မှာရှုပ်ဝဲထားတဲ့အကြောင်းအရာတစ်ခုရှိတယ်တဲ့တခါဒေဝိနအမတ်ကြီးကလည်းပဲသူ့ရဲ့ရှုပ်ဝဲချက်ကိုသူ့ရဲ့အမေကိုသာလည်းပြောပြထားတာအမေကလွဲရင်ဘယ်သူမှမပြောရဘူးဆိုတာမဟောဒရာချောင်းပြီးနားထောင်နေမှမသိတော့သူတို့ရှုပ်ဝဲချက်တွေအကုန်ပြောကြတာအဲ့မှာနော်ရှုပ်ဝဲချက်တွေပြောတော့ဟိုကအကုန်လုံးခေါင်းနဲ့မှတ်တာပေါ့ရေးတော့မှတ်မထင်ဘူးအောက်ကနေကိုကေဆိုရင်တော့ဘောပင်နဲ့စာအုပ်နဲ့မှတ်ပြီအောက်ကမှတ်ထားပြီသူတို့ဘာလှုပ်ထားတယ်ဆိုတာသူတို့ရဲ့ရှုပ်ဝဲချက်တွေကိုအဲ့ဒီနားမှာထိုင်ပြီးတော့ပြောနေကြတာမောဒရာပညာရှိကအကုန်လုံးနားထောင်ထားတော့သူတို့ရှုပ်ဝဲချက်တွေအကုန်သိသွားအိမ်ပြန်ကြတယ်လက်ဖြင့်ကကြတော့ရန်သူကိုပြတ်ရှင်းမယ်ဆိုပြီးအိမ်ပြန်သွားကြ
အဲ့ဒါလို့အိမ်ပြန်သွားတဲ့အခါမှာညလည်းရောက်ရောဘုရင်ကြီးကစဉ်းစားတယ်သူကအမိန့်ချပြီးပြီဓာတ်တောင်အပ်လိုက်ပြီနေ့ဖြင့်ကမောဟဒရာနန်းတော်လာရင်တတ်ဆိုပြီးတော့ခေါင်းဖြတ်တတ်စေဆိုမိန့်ချတာအဲ့တော့ညကြတော့သူ့စိတ်ထဲမှာဘာဖြစ်တော့မောဟဒရာငါ့ပေါ်မှာမဟုတ်တာလောက်တာတခုမှမရှိဘူးငယ်ငယ်လေးကလေးကငါမွေးစားထားတာငါ့ပေါ်မှာမဟုတ်တာလောက်တာမရှိဘူးနတ်သမီးမေးတဲ့မေခွန်းပြဿနာတွေကိုငါမဖြေနိုင်ရင်ငါဟာဒုက္ခရောက်အဲ့တော့မောဟဒရာကဖြေပေးလိုက်လို့ငါဟာနတ်သမီးကဒုက္ခပေးမှလည်းပဲလွတ်မြောက်ခဲ့တယ်အဲ့တော့ငါမှားသွားပြီထင်တယ်ဘာမှအပြစ်မရှိတဲ့လူတွေကိုသူတို့6တောနာနဲ့ငါအစောတလင်ဆုံးဖြတ်မိပြီမောဟဒရာကိုတစ်ဖြင့်ငါတတ်စေဆိုတဲ့အမိန့်ကိုငါပြောမိတာမှားသွားပြီထင်တယ်ဘုရင်ကြီးကအဲ့လိုဖြစ်လာတယ်စိတ်ကဖြစ်လာတဲ့အခါကျတော့ညမှာအိတ်တို့မရဘူးဘုရင်ကြီးလက်ကလွန်သွားပြီလေတန်လျက်တားလည်းအပ်လိုက်ပြီမကြီးတွေလည်းတတ်ဖို့အမိန့်ပေးလိုက်ပြီညကျတော့အိတ်မပြောဘုရင်ကြီးကတလူးလူးနဲ့တရှူးရှူးဖြစ်နေတဲ့အခါကျတော့ဥဒုမရဒေဝီမိဖုရားကရှင်မင်းကြီးအိတ်မပြောဘူးလားဘာဖြစ်လဲစိတ်ညစ်စရာရှိလို့လားဘာကိစ္စတွေတုံးဆိုဘုရင်ကြီးကအဲ့ဒီအကြောင်းကိုသူဖော်ပြောလိုက်တယ်မိဖုရားကြီးကိုပြောလိုက်တယ်ငါလှုပ်တာမှားသွားပြီထင်တယ်ငါအဲ့လိုဆိုမိဖုရားကြီးကဥဒုမရဒေဝီဆိုတဲ့မိဖုရားကမဟောဒရာနဲ့မောင်နှမဆိုတဲ့သူကရှားတူးကိုယူထားပြီးတော့မဟောဒရာကိုအမတမနှမရင်းမောင်ရင်းကဲ့သို့ချစ်ခင်တဲ့ပုဂ္ဂိုလ်ဖြစ်နေတာဘာလို့ဆိုတော့မဟောဒရာကိုအကြောင်းပြုပြီးတော့သူ့ရဲ့ယာဓုကမကြတာမိဖုရားယာဓုကပြန်ရလာတာဒါကြောင့်သူကဟန်ဆောင်လိုက်တယ်ရှင်မင်းကြီးဘာဒုက္ခဖြစ်နေတော့ဆိုမဟောဒရာထင်လွဲပြီးတော့ငါနေ့ဖြင့်ကတတ်ဖို့မိန့်ချထားပြီးပြီအဲ့ဒါဘယ်လိုလုပ်ရမလဲဆိုဘုရင်ကြီးကိုအားပေးတယ်လို့အိပ်ပျော်အောင်မိဖုရားကဘာလုပ်တော့ဆိုရှင်မင်းကြီးတဲ့ရှင်မင်းကြီးကသူ့ကိုချီးမြှောက်ထားတာအခုစစ်သူကြီးယာဓုတောင်ပေးလိုက်တာပဲအဲ့တော့ရှင်မင်းကြီးသူကယာဓုရသွားတဲ့အခါမှာစိတ်ပြောင်းပြီးတော့ရှင်မင်းကြီးကိုအန္တရာယ်ပြုခြင်းပြုနိုင်တယ်ရန်သူဆိုတာသေးတယ်ကြီးတယ်မဟုတ်ဘူးရန်သူဆိုတာရှင်းရမှာပဲဘာမှစိတ်ပူနေနဲ့နော်ကိုယ့်ရန်သူဆိုရင်တတ်ကိုတတ်ရတယ်ရှင်းပြရမယ်အားပေးတဲ့စကားပြောလိုက်တဲ့အခါဘုရင်ကြီးကစိတ်သက်သာရပြီးတော့အိပ်ပျော်သွားတယ်အခုကိလို့ဆိုလို့ရှိရင်တော့ဖြောရည်ွယ်ထဲမှာအိတ်ဆေးတိုက်တယ်လို့ပါအောင်မှာပေါ့နော်အဲ့ဒီတုန်းကတော့စကားနဲ့တည်းပဲအိပ်ပျော်အောင်လုပ်လိုက်တယ်ဘုရင်ကြီးအိပ်ပျော်ပြီဆိုတဲ့အခါမှာဥဒုမရဒေဝီကစာရေးတယ်စာရေးပြီးတော့မောဒရာစီစာရေးတယ်နေ့ဖြင့်ငါကိုနန်းတော်ကိုမလာနဲ့ဘုရင်ကြီးကတတ်ဖို့အမိန့်ချထားတယ်ဟိုကလည်းသိနေပြီအဲ့တော့နန်းတော်ကိုမလာနဲ့ဆိုပြီးတော့မုန်းနဲ့ရောပြီးတော့ရှုပ်ဝဲစာလေးရေးပြီးတဲ့အခါမှာစောစောကလေးကညသကောင်ပဲဖြစ်စေဘယ်ချိန်ပဲဖြစ်စေမဟောဒရာစီပို့เสียရှိရင်ပို့ခွင့်ဆိုတာကြားကအစစ်ဆေးမရှိဘူးဥဒုမရဒေဝီမိဖုရားကြီးကပို့ခိုင်းနေဆိုရင်အစစ်ဆေးမေးမြန်းမရှိရဘူးငကိုယ်တည်းကဘုရင်ကြီးစီကအမိတ်ရပြီးသားတော့အဲ့ဒါကြောင့်မို့လို့စာရေးပြီးတဲ့အခါမှာကတွတ်မုံတွေထက်ပြီးမောဒရာစီကိုလုံးလုံးချုံချုံတစိမ့်ခတ်ပြီးယုံကြည်စိတ်ချရတဲ့အိမ်မှာခိုင်းနေတဲ့မျိုးသမီးတယောက်ကိုပို့ခိုင်းလိုက်တယ်မုံဆိုပြီးစားစရာအနေနဲ့ပို့ခိုင်းလိုက်ဟိုရောက်တဲ့အခါမောဒရာကဖွင့်ပြီးမုံစားပြီးစာဖတ်လိုက်တယ်စာဖတ်တော့စာထဲမှာဘာတွေရေးထားတော့ဆိုလက်ဖြင့်ငါကိုတဲ့ဘုရင်ကြီးကတတ်မယ်လို့အမိန့်ချထားတယ်အဲ့တော့လက်ဖြင့်ငါကိုနန်းတော်မတက်နဲ့သို့တော့တိုင်းပြည်ကိုဒီကိုလူတွေနဲ့ကြီးပဲဟိုကိုလက်ထဲရောက်သွားအောင်
စီမံဆောင်ရွက်ထားလို့ဆိုအာဏာသိမ်းထားလို့ပြောတာပဲနော်ကျွတ်တင်ပြင်ဆင်ထားလိုက်တိုင်းပြည်တစ်ခုလုံးကိုသေနာပတိဆိုမိတ်ပေးလို့ရတယ်လေမိတ်ပေးပြီးအဆောင်လူတွေအားစားအကုန်လုံးသူ့လူတွေဖြစ်အောင်သူ့အမိတ်တိုင်းအလုံးတီးအောင်ကိုယ့်ရဲ့ယာထုအာဏာလက်ရောက်ရအောင်စီမံထားပြီးပြီဆိုတဲ့အခါမနေ့စောစောဘုရင်ကြီးကိုခါစားမလာနဲ့အတော်လေးနေမြင့်ပြီဆိုတော့မှဘုရင်ကြီးစီခါစားလာခဲ့လာပြီဆိုလို့ရှိရင်လေတကယ်အာဏာတွေကိုအကုန်လုံးကိုယ်တိုင်ကတိုင်းပြည်တစ်ပြည်လုံးကိုကိုယ့်ရဲ့လက်အောက်ရောက်အောင်စီမံထားခဲ့လို့ရှုပ်ဝဲပြီးတော့ရေးပေးလိုက်တယ်အဲ့တော့မောဒရာပညာရှိကမုံစားပြီးအဲ့ဒါတွေအကုန်လုံးအစီမံနေသူလှုပ်ထားတယ်ညတယ်အကုန်လုံးသူ့တက်တွေကိုဖြန့်ချက်ပြီးတော့ချထားဖြန့်ချက်ချပြီးမနေ့စောကြီးကိုဘုရင်စီခါသားနေကြသွားရင်အသက်ခံမှာသို့တော့မောဒရာပညာရှိကအဲ့ချိန်ထားတဲ့အချိန်မသွားတော့ခါတိုင်းသွားနေကြအချိန်ကိုမသွားတော့မသွားတဲ့အခါမှာတေနဂါတို့ကတစောင်းဆောင်နဲ့နေရင်မိုးလင်းသွားတဲ့အခါသူတို့အလုံးမဖြစ်တော့လုံးမဖြစ်တော့ဘုရင်ကြီးစီခါသားဝင်သွားကြတယ်နော်ခါသားဝင်သွားတော့ဘုရင်ကြီးကမေးတယ်ဘယ်နဲ့လဲမင်းတို့လုတ်ပြီးခဲ့ပြီလားလို့ဆိုရှင်မင်းကြီးတဲ့မောဒရာပေါ်မလာဘူးနော်မောဒရာပေါ်မလာလို့အလုံးမဖြစ်ခဲ့ဘူးသူတို့အဲ့ဒါနဲ့သူတို့ရောက်သွားပြီဆိုတဲ့နောက်ပိုင်းဘုရင်ကိုခါစားနေပြီဆိုတဲ့အချိန်ကျမှသူကဒီမောဒရာကနန်းတော်ကိုခါစားဖို့သူ့ရဲ့အချမ်းအယံလူသူတွေနဲ့သူ့နောက်လိုက်ဘိုးဘွားတွေနဲ့ဘုရင်နန်းတော်ကိုလာခဲ့တာအလုံးကဘုရင်နန်းတော်ကိုဝိုင်းထားတာသူ့လူတွေကြီးပဲကောင်းတော့အဲ့လိုရောက်ပြီးတော့နန်းတော်ရောက်တဲ့အခါကျတော့ဘုရင်ကြီးကတိုင်းရင်ပြင်လေသာတကားကနေလှမ်းကြည့်မောဒရာလာတာတွေ့ရတယ်ထုံးစံအတိုင်းပဲဘုရင်ကြီးကိုမောဒရာပညာရှိကရှ िख ိုးဝကြတော့ရှ िख ိုးဝကြတော့ငါ့ကိုလုံးကြံမဲ့လူဆိုရင်ငါ့ကိုတော့ရှ िख ိုးမှမဟုတ်ဘူးပေါ့အဲ့ချိန်မှာဘုရင်ကြီးကစဉ်းစားလာမောဒရာဟာခါတိုင်းလိုပဲဘုရင်ကြီးပေါ်မှာပုံမပြက်ပန်းမပြက်စိတ်နေသဘောထားမှန်ကန်စွာနဲ့ဘုရင်ကြီးထံအခါစားဝင်တယ်ပေါ့အဲ့လိုအခါစားဝင်တဲ့အခါမှာဘုရင်ကြီးကမောဒရာကိုမေးတယ်အဘိဒောတကတောဓာနိအေဟိတိကိဉ္သုတ္တဝါကိဉ္သင်္ကတိမနောတေကောတိကိမောစပုရိပညာအင်္ဂဝစနံသူနောမဖြူဟိမေတံမနေ့ညကလေးကပြန်သွားလိုက်တာတဲ့မနေ့ကပေါ်မလာဘူးဟုတ်တယ်လေအခုနေမြင့်မှရောက်လာမနေ့ညနေကလေးကနန်းတော်ကသွားလိုက်တာမနေ့လင်းတော့ပေါ်မလာဘူးတဲ့ဘာတရင်ကြပြီဘယ်ပေါ်မှာတန်တရားရှိလို့ဘသူတွေကဘာပြောလို့တန်တရားနဲ့မလာခဲ့တာလေတဲ့ကဲဘာကြောင့်မလာဘူးဆိုတာလေးကိုရှင်းပြသမ်းမအောင်ဘာကြောင့်သူမလာတာတော့ဆိုအဲ့ဒီကျတော့မဟောဒရာကရှင်းပြတယ်ရှင်မင်းကြီးတဲ့ပဏ္ဏေဝိသောမဟောဒရောတိယတိတေမန္တိတံစနေနဒောတပရိယာယရဟောကတောအတန္တိဂုံရှံပတုကတံတုတံမမေတံနန်းနဲ့မိုးတောင်အလင်းရောက်လို့ရှိရင်နန်းတော်ရောက်လာတာနဲ့တပြိုင်နက်မဟောဒရာဆက်ဖြတ်အသေးသက်စေလို့ရှင်မင်းကြီးဟာတိုင်ဝင်ဆွေးနွေးထားတဲ့အတိုင်းအမိန့်ချထားတယ်မဟုတ်လားတဲ့အဲ့ဒါလို့မနဲ့မိုးတော့ရင်မဟောဒရာကိုတတ်ရမယ်ဆိုတာရှင်မင်းကြီးရဲ့မိဖုရားဥဒုံဝရဒေဝီကိုရှင်မင်းကြီးကိုယ်တိုင်ထုတ်ဖော်ပြောခဲ့တယ်မဟုတ်လားနော်ရှင်မင်းကြီးကိုယ်တိုင်ရှုပ်ဝက်ချက်ကိုမယားအပြောရမယ်ဆိုပြီးတော့ရှင်မင်းကြီးကိုယ်တိုင်မိဖုရားကြီးကိုပြောခဲ့တာကျွန်ုပ်ကအဲ့ဒီသတင်းရထားပါတယ်ဟောသူတို့ရဲ့ရှုပ်ဝက်ချက်ပေါ်သွားပြီနော်သူတို့ရဲ့ရှုပ်ဝက်ချက်ကိုကျွန်ုပ်ကကြားပါတယ်တဲ့ဒါကြောင့်မို့လို့ကျွန်ုပ်ဟာမလာသေးဘူးဆိုပြီးတော့မလာခဲ့တာပါဟောအဲ့ဒီမှာဘုရင်ကြီးကငါညာကပြောတာဒီမိဖုရားသူ့သွားပြောပုံရတယ်ဆိုပြီးတော့ညဆောင်ထိုးပြီးတော့ချိ
မျက်စောင်းထိုးကြည့်ပြီးသူ့လက်ချက်နေမှာပဲငါပြောတာတွေအကုန်လုံးသတင်းပေါက်ကုန်ပြီပေါ့သတင်းပေါက်ကုန်ပြီစိတ်ဆိုးတယ်အဲ့ဒီမှာမောဒနာပညာရှိကအရှင်မင်းကြီးတဲ့စိတ်မဆိုးပါနဲ့တဲ့မိဖုရားကြီးကျွန်ုပ်ကိုယ်တိုင်ပြောခဲ့တယ်မဟုတ်လားတဲ့ရှုပ်ဝက်တဲ့ကိစ္စရှုပ်ဝက်ရမှာဘယ်သူမှမပြောရဘူးလို့ဆိုတာကိုကျွန်ုပ်ကိုယ်တိုင်တင်မင်းကြီးရဲ့အမေကိုဖြေခဲ့တယ်မဟုတ်လားရှင်မင်းကြီးကဘာဖြစ်လို့သွားပြီးတော့ဥရုံပရဒေဝီကိုပြောတော့နဲ့ပြောသည့်အတွက်ကြောင့်ဒီရှုပ်ဝက်ချက်ကပေါက်ကျသွားတာဒါသူ့အပြစ်မဟုတ်ပါဘူးဒါတည်းမကဘူးတင်မင်းကြီးကကျွန်ုပ်အခုလို့သိတာဥရုံပရဒေဝီချောင်းမို့လို့သိရတယ်ဆိုပြီးမိဖုရားပေါ်မှာတင်မင်းကြီးကအပြစ်မယူပါနဲ့တဲ့ကျွန်ုပ်ကအစရတဲ့သိပြီးသားတွေပါတဲ့ဒါတွေကိုသေနဂကြီးရဲ့ရှုပ်ဝက်ချက်ကိုပြောအောင်မလားသေနဂအမတ်ကြီးရဲ့ရှုပ်ဝက်ချက်ကိုလည်းကျွန်ုပ်ကသိတာဒါဥဒုံပရဒေဝီကပြောတာမဟုတ်ဘူးတဲ့သေနဂအမတ်ကြီးရဲ့ရှုပ်ဝက်ချက်ကသူဟာတန်ငယ်ချင်းကိုသာလင်ပြောရမယ်လို့ပြောတာဟာသူမဟုတ်တာလှုပ်ထားတာရှိတယ်တဲ့မယုံရင်ရှင်မင်းကြီးမေးကြည့်ကျွန်ုပ်ပြောပြမယ်ယံတာလဝနတမိသေနကောပပကမ္မအကာတိအတ္တပိရူပံသေနကဆိုတဲ့အမတ်ကြီးကလူယုံမာကြီးတဲ့လူယုံမာကြီးတဲ့အင်ဂျင်တော်ထဲမှာသူမဟုတ်တယ်လို့တယ်သူဘာလို့တော့ဆိုအင်ဂျင်တော်ထဲမှာပြည့်စုံမတယောက်ကိုခေါ်ယူပြောပါပြီးတော့ပြည့်စုံမဝတ်လာတဲ့အဝတ်အစားတွေပေါ်မှာလူချင်းတတ်မဲ့ဖြစ်ပြီးအဲ့ဒီပြည့်စုံမကိုတတ်ပြီးတော့ရှရဏပစ္စည်းတွေကိုယူသွားတဲ့လူဆိုးတဲ့နော်အဲ့တေနကမကြီးကအဲ့ဒီပြစ်မှုကိုကျူးလွန်ထားတယ်သူကပြည့်စုံမဆင်ရင်လာတဲ့ပစ္စည်းတွေပေါ်မှာယရဏပစ္စည်းတွေပေါ်မှာတတ်မဲ့ပြီးတော့သူဟာတောထဲမှာပြည့်စုံမကိုတတ်ပစ်ပြီးတော့ပြည့်စုံမပိုင်တဲ့ရွှေငွေယရဏပစ္စည်းတွေကိုယူပြီးတော့သူဟာအိမ်တဲလာပြီးစင်စွယ်ရိုးမှာချိတ်ထားတယ်တဲ့အဲ့ဒီပစ္စည်းပဲနှတ်ထားတယ်ဟာစပြောလိုက်တယ်နော်သူဟာတဲ့အဲ့ဒီလိုလူယုံပါကြီးတဲ့သူတော်ကောင်းမဟုတ်ဘူးအဲ့ဒီအကြောင်းကိုသူ့ရဲ့တန်ငယ်ချင်းတယောက်ကလွဲလို့သူဘယ်သူမှမပြောဘူးရှင်မင်းကြီးမယုံရင်စစ်မေးကြည့်ပါဆိုဟဲ့တေနကဟုတ်ကလားဒီတိုင်းဆိုမလိမ်ရဲတော့ဟုတ်ပါတယ်ဟာဒီကောင်ပြစ်မှုကျူးလွန်ထားတာလူသားသမားတခိုးဓမြဖမ်းဆိုပြီးတော့ထောင်ထဲထည့်ပလိုက်ဖမ်းပြီးတော့အဲ့ဒီမှာဖမ်းခံလိုက်ရပြီမောဒရာပညာရှိကအကုန်လုံးဖော်လိုက်တာဖမ်းခံလိုက်ရတယ်ရှင်မင်းကြီးဒါလည်းမကဘူးကျွန်ုပ်ကသူတို့အကြောင်းတွေအကုန်လုံးဥဒုမရဒေဝီကပြောလို့သိတာမဟုတ်ဘူးကျွန်ုပ်ကဒါတွေကိုသိပါတယ်နောက်တစ်ခုရှင်မင်းကြီးကဒီပုဂ္ဂုတဆိုတဲ့အမတ်ကြီးပေါ်မှာအဗ္ဗဓမ္မဘုရင်ကြီးကခင်မင်းတယ်။ဘာလို့ဘုရင်ကြီးကပုတ္တုကဆိုတဲ့ပုဂ္ဂုတဆိုတဲ့အမတ်ကြီးနဲ့အဗ္ဗဓမ္မယဉ်နေတဲ့အခါတခါတရံထိုင်ပြီးတော့နေလို့ညောင်းတဲ့အခါကျတော့ပုဂ္ဂုတအမတ်ကြီးရဲ့ပေါင်ကိုခေါင်းအုံးပြီးအိတ်လေးရှိတယ်ဘုရင်ကြီးကနော်သူ့ပေါင်ကနူးညံ့တယ်ပေါ့လေဘုရင်ကြီးခေါင်းအိတ်တာရှင်မင်းကြီးတဲ့ပုဂ္ဂုတရဲ့ရှုပ်ဝက်ချက်ကိုကျွန်ုပ်သိတာပြောအောင်မလားတဲ့ပုဂ္ဂုတပုရိတတတေစနေနဥပ္ပန္နောရောဂောအရဇယုတ်တော်တဲ့မင်းဆိုရာဇာတွေနဲ့မထိုက်တဲ့ယောဂသူ့မှာရှိတယ်ပေါင်မှာနူနာယောဂကြီးရှိတယ်တဲ့အဲ့ဒီနူနာယောဂကိုသူဆေးစီးပြီးတော့အပေါ်ကနေအဝတ်လေးနဲ့စီးထားတဲ့အခါတေမင်းကြီးကသူ့ပေါင်လေးကနူးညံ့တယ်လို့ထင်ပြီးခေါင်းအိတ်နေတာတဲ့နော်အဲ့ဒါရှင်မင်းကြီးယောဂကူးတတ်တယ်တဲ့ကြောက်เสียကောင်းတယ်အဲ့ဒီလိုသူ့မှာပေါင်မှာယောဂရှိတယ်ဆိုတာကိုဘာတိစ္ဆရဟောကတောအတန်တိဂုံရှံပတုကတံသူတံမမေတံသူ့ရဲ့ညီအကိုအရင်ကိုသာသူရှုပ်ဝက်ပြီးတော့ပြောထားတာတဲ့အဲ့ဒီရှုပ်ဝက်ချက်ကိုလည်းကျွန်တော်ကသိထားပါပြီသတင်းကြားထားပြီးပါပြီဟုတ်မဟုတ်ရှင်မင်းကြီးစင်မေးကြည့်ပါဆိုပုဂ္ဂုတသူပြောတဲ့အတိုင်းဟုတ်သလားဆိုဟုတ်ပါတယ်ကဲဒီကောင်လည်းဖမ်းထောင်ထဲထည့်မကြည့်ကြောက်ထည့်လိုက်ဗျာနောက်တစ်ခါကာမိဏအမကြီးရှုပ်ဝဲချက်နဲ့ပတ်သက်ပြီးတော့မောဟဒရာပညာရှိကပြောတယ်အာဘာဒောယံအတ္တပိရူပောကာမိဏောနရဒေဝေနဖုတ်တော်
ကာမိဏဆိုတဲ့အမတ်ကြီးကတော့တကယ်ကိုလူရမသွင်းတဲ့လူဖြစ်တယ်သူ့မှာနရဒေဝဆိုတဲ့ဘလူးဖန်းစားတဲ့ယောဂဖြစ်တယ်အဲ့ဒီဘလူးဝင်ပူးပြီဆိုတာ तू ဟာခွေးယူလို့ပဲအော်ဟစ်ပြီးတော့ကြောင်ကြောင်ကြီးကြီးအော်ပြီးတော့ဟိုကြိုက်ဒီကြိုက်ကြိုက်တတ်တယ်အယူယောဂရှိပါတယ်အယူယောဂရှိတဲ့အကြောင်းကိုအိမ်တွေကဘေးကလူတွေကကြားမှဆိုလို့သူ့သားတယောက်တည်းတိုးတိုးပြောပြီးသူဟာခွေးယူလို့အယူယောဂပေါ်လာပြီဆိုလို့ရှိရင်သူ့သားကပြစ်မဲ့မှာနော်ပွဲလန်းသဘင်ဆင်ရင်ကျင်းပပြီးတော့တီးမှုတ်ပွဲလန်းသဘင်လှုပ်ထားတယ်အတီးမှုတ်အဆိုးကားတွေနဲ့လှုပ်တဲ့အခါသူ့ဩဇာဟစ်တာမကြောက်အောင်လှုပ်ထားအမြဲတမ်းအဲ့ဒါလိုလှုပ်ထားတယ်အဲ့ဒါရှင်မင်းကြီးမေးကြည့်ပါမယုံလို့ရှင်ဒါသူ့ရဲ့ရှုပ်ဝက်ချက်ကိုကျွန်ုပ်သိထားပါပြီဘုရင်ကြီးကဟုတ်သလားလို့မေးတော့ဟုတ်ပါတယ်ဖမ်းထောင်ထဲထက်လို့တော့ဖမ်းခံလိုက်ရပြီအဲ့ဒါပေါ့သူများကိုမတော်မလျော်လုပ်တဲ့အခါမှာကိုယ်လက်ရောက်လာတတ်တယ်ပေါ့နောက်တစ်ခါဒေဝိနအမတ်ကြီးရဲ့ရှုပ်ဝက်ချက်ကိုသူကပြောတယ်ဒေဝိနအမတ်ကြီးဟာရှုပ်ဝက်ချက်ကိုအမေကိုသာပြောရမယ်ဆိုတော့သူ့မှာရှုပ်ဝက်ချက်ရှိတယ်အမေကိုသာပြောရမယ်ဆိုသူဘာလုပ်ထားတော့ဆိုဟောဒီနန်းစင်ဗဒမြပထမတော့ကဒီမိထီလာမြို့မှာရာဇဝင်သမိုင်းရကုသမင်းကြီးစိုးစံခဲ့တာဖြစ်တယ်ပေါ့ကုသမင်းကြီးကစစ်ပွဲအောင်မြင်တဲ့အခါမှာတရားမင်းကြီးကဝမ်းသာပြီးတော့ကုသမင်းကြီးဒီပပဝရီနဲ့အစဉ်ပြေဖို့အတွက်တရားမင်းကြီးကပရမယရဏတစ်ခုပေးထားတယ်အဲ့ဒီပရမယရဏတစ်ခုနဲ့ကြောက်ပေါ်မှလက်တနိုင်လောက်ရှိတဲ့ဒီကုသမင်းကြီးဟာကြည်ပျော်ရှုပျော်ဖြစ်သွားတယ်အဲ့ပရမယရဲ့အစွမ်းနဲ့သူကနော်လတ္တပတ္တလေးဖြစ်သွားတယ်အဲ့တော့ပပဝရီနဲ့အစဉ်ပြေသွားအောင်လို့တရားမင်းကြီးကပရမယရဏပေးထားတယ်တဲ့စက်တိတိုးပွားစေတတ်တဲ့ပရမယရဏအဲ့ဒီပရမယရဏကိုဒီဒေဝိနဆိုတဲ့အမတ်ကြီးကခိုးထားတာအကောင့်ရှိကောက်ရှိတဲ့ပရမယရဏကြီးကိုခိုးထားပြီးတော့ဒီခိုးထားကြောင်းကိုသူ့အမေကလွဲလို့သူဘယ်သူမှမပြောဘူးမယုံရင်ရှင်မင်းကြီးမေးစစ်ပါအဲ့ဒါကိုကျွန်တော်သိပါတယ်လို့ဆိုတော့ဘုရင်ကြီးကဟုတ်ကလားဆိုဟုတ်ပါတယ်အဲ့ဗရမယသခိုးလည်းမိသွားအားလုံးဟာအကုန်လုံးသူတို့ရဲ့ရှုပ်ဝက်ချက်တွေအကုန်လုံးပေါ်သွားတယ်ပေါ်သွားတော့၄ယောက်စလုံးထောင်ထဲထည့်နော်ထောင်ထဲထည့်လိုက်ထောင်ထဲထည့်ပြီးတော့ဒီဘုရင်ကြီးကသူတို့ကိုအေးအေးယူမယ်အလုံးကိုထုတ်ပြီးတော့တတ်ဖြစ်မယ်ပေါ့မောဒရာပညာရှိကပြောတယ်ရှင်မင်းကြီးကျွန်တော်ကဒါကြောင့်မို့လို့ပြောခဲ့တာဂုံရှတ္တဟိဂုံရှမေဝတာထုရှုပ်ဝဲရမယ့်ကိစ္စဟာရှုပ်ဝဲတာပဲကောင်းတယ်နာဂုံရှတ္တပတ္တထမာဝိကမ္မဖော်ထုတ်တာမကောင်းဘူးတဲ့ကိုလုပ်ငန်းမအောင်မချင်းအောက်ဤသိခံပြီးတော့ရှုပ်ဝဲထားရမယ်လုပ်ငန်းအောင်မြင်ပြီးမှပြောရမယ်ဆိုတာဒါကြောင့်မို့လို့ကျွန်တော်ပြောတာဖြစ်ပါတယ်မောဒရာပညာရှိကဆက်ပြောတယ်နဂုံရှမတ္တံဝိဝရေယရခယနံယထာနိထေကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုဘယ်တော့မှဖွင့်မပြောနဲ့ကိုမြုပ်ထားတဲ့ရွှေအိုးကိုလူသိမှစိုးသလိုရှုပ်ဝဲစောင့်ရှောက်ထားရမယ်တဲ့နာဟိပါတုကတောတာတုဂုံလျှောအတောပသနာတာကိုရှုပ်ဝဲထားတဲ့အလုပ်ကိုသူများသိသွားမယ်ဆိုလို့ရှိရင်အတော်အန္တရာယ်များတယ်ဒါကြောင့်မို့ဘယ်တော့မှကိုယ့်ရဲ့ရှုပ်ဝဲချက်ကိုသူများကိုဖော်ပြောတာဟာမကောင်းဘူးလို့ပြီးတဲ့အခါမှာထိယခုံရှံနတ်တန်သေးရတယ်အမျိုးသမီးကိုရှုပ်ဝဲချက်ဘယ်တော့မှမပြောပါနဲ့ဘုရင်ကြီးကသူ့ဥဒ္ဓမရဒေဝီကိုပြောတာပေါက်ကြားသွားတယ်လေအဲ့တော့အမျိုးသမီးကိုရှုပ်ဝဲချက်ကိုဘယ်တော့မှမပြောပါနဲ့အမိတ်တသသပဏိတောပညာရှိတဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ယန္တုကိုလည်းကိုယ်ရှုပ်ဝဲချက်ကိုမပြောပါနဲ့ယောသနောစာယောနရောစိတ်ကောင်းနှလုံးကောင်းမရှိတဲ့လူကိုလည်းမပြောနဲ့လက်လက်ပါအနည်းငယ်ရတာနဲ့သူတို့ဟာ
ရှုဝဲချက်ကိုဖော်ထုတ်ပြောတတ်တယ်ဒါကြောင့်မို့လို့သူများကိုမပြောနဲ့ဂုံရှမထံအတ္တံဗုဒ္ဓံတံဘောဓယတိယောနရောလူမသိစေရမယ့်ရှုဝဲချက်ကိုလူသိအောင်လုပ်ပြီးတဲ့လူဟာမန္တဗေဒဗယတတ္တသာသဗုဒ္ဓတိတိတ်ကိုရှုဝဲချက်ပေါက်သွားပြီဆိုလို့ရှိရင်အဲ့ဒါကြောင့်သူဟာကိုအကြောင်းကိုသိနေတဲ့လူတွေကိုအမြဲတမ်းကြောက်နေရတယ်မျက်နှာချိုသွေးနေရတယ်သူတို့ကဖော်မှာဆိုတော့သူတို့ရဲ့ကျွန်းသဖွဲချော့ပြီးတော့ပေါင်းနေရတယ်ကိုရှုဝဲချက်သိလို့ရှိရင်ဒါကြောင့်မို့ကိုရှုဝဲချက်ကိုလုံးဝအသိမခံရဘူးတဲ့ယာဝန္တောပုရိတတ္တထံဂုံရှံဇာနန္တိမန္တိတာတာဝန္တောတတ္တဥပ္ပေကတတ္တမဂုံရှံနဝိတယေနဝိတစေလောကမှာကိုယ့်ရဲ့ရှုဝဲချက်အကြောင်းအရာတွေကိုရှုဝဲရပါမရှုဝဲပဲနဲ့လူတွေတိသွားပြီးတိတဲ့အတိုင်းအတိုင်းလူဟာစိုးရင်ထိတ်လန့်ပြီးတော့အိတ်ကောင်းခြင်းမအိပ်ရနေကောင်းခြင်းမနေရဒီလိုပဲဖြစ်တတ်တယ်ဒါကြောင့်မို့ရှုဝဲရမယ့်ကိစ္စရှုဝဲပါတဲ့ဝိဝိသဘာသေးယဓိဝရဟတံနေအခါပြောမယ်ဆိုရင်လူသူကင်းစိတ်ပြီးတကယ်ကိုသေချာလောက်မှစကားကိုတူတူပြောပြီးတိုင်းမဲ့မှာတဲ့ပမာစကားလည်းရှိတယ်နော်နေပြောနောက်ကြည့်ညာပြောအောက်ကြည့်ဆိုတာရှိတယ်လေချောင်းနာထောင်နေတဲ့လူကရှိတတ်တယ်အဲကြောင့်ဝိဝိသဘာသေးယဓိဝရဟတံနေ့အခါမှာရှုဝဲချက်စကားကိုပြောမယ်ဆိုလို့ရှိရင်တကယ်ကိုသေချာအောင်စစ်ဆေးပြီးဘယ်သူမှမရှိဘူးဆိုမှပြောပါတဲ့ရတ္တိန်ခိရနာတိဝေလံပမုံစေညပြောရင်တော့နာခြင်းကပ်ပြီးတူတူလေးပြောတဲ့ချောင်းနာထောင်နေတဲ့ကောင်တွေရှိတတ်တယ်နော်လေးတန်လေးနဲ့လေးတန်လေးတော့မဟုတ်နာနာလေးကပ်ပြီးတူတူလေးပြောဒီလိုဆိုလို့တယ်နော်ပမာစကားပုံကတော့နော်နေ့ပြောနောက်ကြည့်ညပြောအောက်ကြည့်ဆိုတာပြောတယ်ဒီစာပေမှာတော့အဲ့လိုမဟုတ်ဘူးနေ့ပြောရင်သေချာပြီးတော့ရှင်းလင်းအောင်လုပ်ပြီးမှပြောညအခါပြောရင်တိုးနိုင်တယ်များတိုးပြောတဲ့အတန်တိတ်တိတ်ကလေးနဲ့ပြောတဲ့ဥပတိတဟိသူနန္တိမန္တံအနိကနားထောင်နေတဲ့ချောင်းနားထောင်နေတဲ့ပုဂ္ဂိုလ်တွေကတဲ့ကိုယ့်ရဲ့တိုင်ဝင်ပြောဆိုချက်တွေကိုကြားတတ်တယ်တတ္တမမန္တောခိဗ္ဗမုပေတိပေတာဒါကြောင့်မို့ကိုယ်တိုင်ဝင်ဆွေးနွေးထားတဲ့အချက်တွေဟာတရင်ပေါက်ကြားသွားတယ်အဲ့လိုပေါက်ကြားပြီးတော့အကျဉ်းစီတွေကပြက်ပြားသွားနိုင်တယ်အဲ့ဒါကိုဘုရင်ကြီးကိုတတိပေးပြီးတော့မောဒရာကသူတို့ရဲ့ရှုဝဲချက်တွေကိုဖော်ထုတ်တော့ဘုရင်ကြီးကအလွန်စိတ်ဆိုးတယ်အပြစ်ရှိပြီးကိုယ်အပြစ်ရှိတာကိုမဟောဒရာပညာရှိပေါ်မှာအပြစ်ရှိကြအောင်လီဆယ်ပြီးရှောက်ရမလားဆိုပြီးဒီအမတ်ကြီး4ယောက်ကိုထောင်ကထုတ်ပြီးတော့လက်ပြန်ညိုတုပ်ပြီးတော့ကျိန်နဲ့ရိုက်ပြီးတတ်စေဆိုပြီးဘုရင်ကြီးချက်ချင်းမိန့်ထုတ်တယ်အမိန့်ထုတ်လိုက်တဲ့အခါမှာကျိန်နဲ့ဆူးရှိတဲ့ကျိန်နဲ့ရိုက်ပြီးတော့မြို့ပြင်ထုတ်ပြီးခေါ်ဆောင်သွားတဲ့အချိန်မှာမောဒရာပညာရှိကဘုရင်ကြီးကိုရှင်မင်းကြီးပညာရှိမတ်ကြီးတွေတစ်ချိန်တစ်ခါမှားမိတဲ့အပြစ်တွေကိုသိခံမှာသူတို့ကိုသေတံမပေးပါနဲ့လို့ဆိုအေးမောဒရာတောင်းပန်သည့်အတွက်ကြောင့်သေတံမပေးပေမဲ့သူတို့ကိုယာဓုမပေးတော့ဘဲနဲ့မောဒရာပညာရှိရဲ့ကျွန်အဖြစ်ကြီးညာပြီးတော့ပေးမယ်ဆိုအဲ့ဒီလိုပေးတဲ့အခါလဲမောဒရာပညာရှိကဘုရင်ကြီးကိုတောင်းပန်တယ်ရှင်မင်းကြီးသူတို့ဟာမှားယွင်းတာတစ်ချိန်တစ်ခါမှားယွင်းတာဖြစ်သည့်အတွက်ကြောင့်အဲ့ဒီအပြစ်လည်းမပေးပါနဲ့ငကိုယာဓုလေးအတိုင်းပြန်ပြီးတော့ရှင်မင်းကြီးသုံးချလို့ရတဲ့နေရာမှာအသုံးချပါစိတ်နေသဘောထားကြီးကြီးနဲ့ကိုယ့်ကိုဒုက္ခရောက်အောင်6တွန်းတဲ့ပုဂ္ဂိုလ်ရဲ့အသက်ကိုကယ်ယုံမြမကယာဓုကိုပါပြန်ပေးဖို့မောဒရာပညာရှိကအခုလိုတောင်းဆိုတယ်တောင်းဆိုလိုက်တဲ့အခါဘုရင်ကြီးကပိုးပြီးတော့ရင်ထဲမှာနှလုံးထဲမှာရှင်းသွားတယ်ခြေတန်းကိုယ့်ရဲ့ရန်သူတွေတောင်မှပဲသူဟာခွင့်လွတ်နိုင်တာငါအပေါ်မှာဘယ်မှမကောင်းမဲရှိမလဲငါကသူ့အပေါ်မှာချီးမြှောက်ခဲ့တဲ့ပုဂ္ဂိုလ်ထမင်းရှင်လည်းဖြစ်တယ်ယာဓုတွေပေးခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ငါအပေါ်မှာတော့ဘယ်နည်းနဲ့မှမဟောဒရာဟာမကောင်းတာကြမ်းမှာမဟုတ်ဘူးသူ့ရန်သူတွေတောင်ဒီလောက်သီးခံခွင့်လွတ်နိုင်တယ်ဆိုတာကိုစဉ်းစားတတ်သွားတယ်နော်
အဲ့ဒါလို့စဉ်းစားပြီးတော့မောဒရာပညာရှိတောင်းဆိုတဲ့အတိုင်းဘုရင်ကြီးကမရှုပ်မချအမတ်ကြီး၄ယောက်ကိုယာတုပြန်ပေးထားလိုက်တယ်ပေါ့အဲ့ဒီမှာအဲ့ဒီအချိန်ကနေစပြီးတော့နန်းတွင်ရေးကိစ္စတွေမှန်သမျှမဟောဒရာရဲ့လက်ထဲအကုန်ရောက်သွားတယ်ဘုရင်ကြီးကသူဟာထိနှံစီစဉ်အုပ်ချုပ်တဲ့ဘုရင်လုံးတော်လည်းပဲမဟောဒရာစီစဉ်တဲ့အတိုင်းပဲအကုန်လုံးလိုက်နာမယ်ဆိုပြီးကြံတဲ့အမတ်ကြီးတွေအရာမပေးတော့ပဲနဲ့မဟောဒရာရဲ့အစီအမံတိုင်းပဲအကုန်လုံးဖြစ်သွားအဲ့ဒီချိန်ကနေစပြီးတော့ဒီအမတ်ကြီးတွေဟာမဟောဒရာနဲ့ခုံးတိုက်တဲ့အလုပ်ကိုလုံးဝမလုပ်ရဲကြတော့ဘူးမွေကိုအစွဲချိုးထားလိုက်သလိုဘယ်တော့မှခေါင်းမထောင်ရဲလောက်အောင်သူတို့ဟာကျိုးနုံပြီးတော့သွားကြတယ်နန်းတော်ကြီးတစ်ခုလုံးကိုဘုရင်လက်အောက်မှာစီမံခန့်ခွဲခွင့်ယာတုအကြီးဆုံးရသွားတဲ့မဟောဒရာပညာရှိကပဲဘုရင်ကြီးကိစ္စမှန်သမျှတိုင်းရေးတိုင်းပြည်ရာကိစ္စမှန်သမျှသူ့ရဲ့ပညာစွမ်းအားနဲ့ပဲတိုင်းပြည်ကိုဘုရင်ကြီးအောက်ကနေပြီးတော့အုပ်ချုပ်စီမံသွားတာဖြစ်တယ်အသက်အရွယ်အလွန်ငယ်တော်လည်းပဲအသိပညာကျွယ်လာတဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားကိုဒုက္ခမပေးဘူးဆိုတာအမှန်တန်ထင်ရှားတယ်မိမိကိုယ်တိုင်လည်းဒုက္ခရောက်ရင်ဒုက္ခကလွတ်အောင်ကြိုးစားနိုင်တယ်သူများဒုက္ခရောက်တာကိုလည်းမကြည့်နိုင်ဘူးဒါဟာပညာရှိတို့ရဲ့စိတ်နေသဘောထားပဲဖြစ်တယ်မဟောဒရာပညာရှိဟာသူ့ရဲ့ပညာစွမ်းအားနဲ့သူ့ရဲ့ဒုက္ခကလွတ်မြောက်အောင်လုပ်ပြီးတခြားပုဂ္ဂိုလ်တွေကိုလည်းဒုက္ခမပေးတာဟာတကယ်ကိုထူးခြားတဲ့အသိပညာရှင်ဖြစ်ရုံမှကစိတ်ကောင်းနှလုံးကောင်းအလွန်ရှိတဲ့သူတော်စင်သူတော်မြတ်ဖြစ်ကြောင်းကိုထင်ရှားစေတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့ကိုယ်တိုင်လည်းပဲဘဝမှာအခက်အခဲတွေကြုံတွေ့လာတဲ့အခါမှာမောဒရာပညာရှိရဲ့စိတ်နေသဘောထားမျိုးတွေအတိုင်းတစ်ဖက်သားကိုဒုက္ခမပေးဘဲနဲ့မိမိကိုယ်တိုင်ဒုက္ခမရောက်အောင်ပညာစွမ်းအားဖြင့်လွတ်မြောက်အောင်ကြိုးစားအထောက်အမှာဖြစ်တယ်ဆိုတာကိုစိတ်ထဲနှလုံးထဲမှတ်သားပြီးပညာရှိအောင်တတိဆောင်ပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံအင်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်္ဂစမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ဝေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်အစာစင်ထာဝရအိမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း